Vegian စိန်ဆိုတာနဲ့ Vegian မှာစိန်ထွက်တယ်လို့ထင်နေတော့လားတကယ်တော့ Vegian နိုင်ငံမှာစိန်ရင်းတွင်မှာမရှိပါဘူးစိန်ရမ်းထွက်ရှိတဲ့နိုင်ငံလည်းမဟုတ်ပါဘူးခင်ဗျာကမ္ဘာစိန်ရမ်းအများစုဟာအာဖရိကနိုင်ငံတွေရုရှားကနေဒါဩစတြေးလျနိုင်ငံတို့ကအဓိကထွက်ရှိပါတယ်ဒါဆိုရင်စိန်မထွက်ပဲဘာလို့နာမည်ကြီးရလဲစိန်မထွက်ပဲအဓိကနာမည်ကြီးရတဲ့အကြောင်းရင်းကတော့ Andret မြို့ကြောင့်ပါ Andret မြို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကတည်းကစိန်မြို့တော်အဖြစ်ရပ်တည်နေတာဖြစ်ပြီးအခုပြောပြမယ့်အချက်တွေကြောင့်ကမ္ဘာကျော်တာပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကစိန်ရာကြီး80ရာခိုင်နှုန်းနဲ့စိန်ချော90ရာခိုင်နှုန်းခန့်ဟာအယောင်းဝယ်လုပ်ဖို့အတွက်ကမ္ဘာစိန်ကုန်သွယ်မှုဗဟိုချက်ဖြစ်တဲ့ Andret မြို့ကနေအနည်းဆုံးတစ်ခေါက်တော့ဖြတ်တန်းရပါတယ်နောက်တစ်ချက်ကတော့စိန်သွေးခြင်းအတတ်ပညာကြောင့်ပါ Vegian မှာစိန်သွေးတဲ့နည်းပညာကိုမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတာဖြစ်ပြီးတကယ်ကိုတိကျတည်တဲ့လှပလုံးပါတယ်ခင်ဗျာ Vegian ကပညာရှင်တွေဟာစိန်ရိုင်းတစ်လုံးကိုကြည့်လိုက်တာနဲ့အတောက်ပါဆုံးဖြစ်အောင်ဘယ်လိုပုံဖော်မလဲဆိုတာကိုနားလည်ကြပါတယ် Andret လို့ပြောလိုက်ရင်အချိုးစားအကြဆုံးနဲ့အလင်းပြန်မှု Brilliant အကောင်းဆုံးလို့တစ်ကမ္ဘာလုံးကသတ်မှတ်ထားပါတယ်စိန်တစ်လုံးရဲ့တန်ဖိုးဟာထွက်ရှိရာအရက်ထဲဘသူကဘလို့သွေးလိုက်တယ်လဲ Calculate ဆိုတဲ့အပေါ်မှာမူတည်ပါတယ် Vegian စိန်သွေးခွက်ဟာစိန်ရဲ့ Fire နဲ့ Sparkle ကိုအထိရောက်ဆုံးထုတ်ဖော်နိုင်တာကြောင့် Vegian စိန်လို့နာမည်ကြီးတာဖြစ်ပါတယ်ကဲ Vegian စိန်နဲ့ပတ်သက်ပြီးတော့တခြားဘာအကြောင်းတွေသိချင်သေးလဲသိချင်တာလေးတွေရှိရင် comment ထဲမှာမေးသွားလို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအမြဲလေးလာနေတာဆိုတော့သိရှိလေးလာသမျှကိုအကောင်းဆုံးမျှဝေပေးသွားမှာပါခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ